အသားလုံးဝမစားပဲတက်လို့ပဲစားပြီးတော့ဖះเจ้าကိုဆောက်ရှောက်ပေးနေတဲ့မိเจ้าအခုမြင်နေရတဲ့မိเจ้าကတော့အသားကိုလုံးဝမစားတဲ့အပြင်ဖုန်ကြီးကျွေးလက်နက်နက်စာဆုံးကိုပဲစားပြီးတော့ဒီဖះเจ้าကိုဆောက်ရှောက်နေခဲ့ပါတယ်ပို့ပြီးတော့စိတ်ဝင်စားတဲ့အကောင်းတာတော့ဒီမိเจ้าကဖះเจ้าကန်တဲ့ကငါးတွေကိုလုံးဝမစားတဲ့အပြင်ဖះเจ้าကိုလာတဲ့လူတွေကိုလည်းလုံးဝမတိုက်ခိုက်ပါဘူးမိเจ้าလို့ပြောတာနဲ့ကျွန်တော်တို့အားလုံးကကြောက်စရာကောင်းတဲ့တားရည်တလိษံတကောင်ကိုပြေးမိမိเจ้าမှာအမှန်ပါပဲဒါပေမဲ့ဒီနေ့ဗီဒီယိုမှာတော့ထူးခြားပြီးတော့ဖះเจ้าကိုဆောက်ရှောက်ပေးနေတဲ့မိเจ้าတကောင်ရဲ့အကြောင်းကိုပြပေးသွားမှာပဲဖြစ်ပါတယ်အနန္တပူရာဆိုတာတော့ရေကန်အလဲမှာရှိတဲ့အိန္ဒိယနိုင်ငံကဟိန္ဒူဖះเจ้าတစ်ကြောင်းပဲဖြစ်ပါတယ်ဒီရေကန်ထဲမှာဘာဘီယာလို့ခေါ်တဲ့မိเจ้าတကောင်ကဆယ်စုနှစ်ပေါင်းကြာအောင်နေထိုင်နေခဲ့ပါတယ်ဒေတာခန်တွေပြောတာကတော့ဒီမိเจ้าကဘယ်ငါးကိုမှမစားတတ်တယ်လို့လူတွေကိုလည်းရံမှုတတ်ပါဘူးဒီမိเจ้าကအသားမစားဘူးဆိုရင်ဘာစားလဲဆိုရင်မေကွန်ထုတ်เสียရှိလာပါပဲအမှန်တကယ်တော့ဒီမိเจ้าကပွန်ကဲလို့ခေါ်တဲ့ဖះเจ้าကကတ်တဲ့စွန်းကိုပဲစားလို့ရှိတာပါဖုန်ကြီးတွေကဒီပွန်ကဲကိုမိเจ้าရဲ့ပါဇက်တဲ့အထိဓာတ်ရိုက်ခွန်ကျွေးလို့ရှိပါတယ်ဒါတွေမကသေးပါဘူးမိเจ้าနဲ့ပတ်သက်ပြီးတော့နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဇလန်တစ်ပုဒ်ရှိနေပါသေးတယ်လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်တော့အင်္ဂလိပ်စစ်သားတယောက်ကအဲ့ဒီချိန်တုန်းကရှိခဲ့တဲ့မိเจ้าကိုတနက်နဲ့ပစ်ခဲ့ပါတယ်ဒါပေမဲ့မကြပါဘူးအဲ့ဒီစစ်သားကလည်းမွေကိုက်ခံပြီးဆုံးပါသွားခဲ့ပါတယ်ဒေတာခန်တွေကတော့ဒီမိเจ้าကိုတနက်နဲ့ပစ်လိုက်တော့အင်္ဂလိပ်စစ်သားကိုဖះကပြစ်ဒဏ်ပေးလိုက်တယ်ဆိုပြီးတော့ပြောဆိုကြပါတယ်ဝိုင်းနေစရာကောင်းတာကတော့တကဘာလုံးကစိတ်ဝင်စားတာခံနေရတဲ့ဘာဘီယာမိเจ้าကတော့2022ခုနှစ်မှာတော့အသက်ကြီးပြီးတော့ဆုံးပါသွားခဲ့ပါတယ်သူ့ရဲ့ဇာပနာပွဲကိုလည်းလူတွေထောင်ထဲချီပြီးတော့လာရောက်ခဲ့ကြပါသေးတယ်ဒါပေမဲ့နှစ်အနှဲငယ်အတွင်းမှာပဲမိเจ้าအစ်စ်တကောင်ကသူ့ဝင်သူပေါ်လာပြီးတော့အရင်တော့ကဘာဘီယာမိเจ้าရှိတဲ့နေရာမှာရှိနေခဲ့ပါတယ်အခုဒီအိန္ဒိယနိုင်ငံကယ်ရလာပြည်နယ်ကဒီဖះเจ้าမှာမိเจ้าတကောင်ကရှိနေပါသေးတယ်ဒီနေ့ဗီဒီယိုမှာတော့ဖះเจ้าကိုဆောက်ရှောက်ပေးနေတဲ့မိเจ้าတကောင်ရဲ့အကြောင်းကိုပြပေးသွားခဲ့တာပဲဖြစ်ပါတယ်အိန္ဒိယနဲ့ပတ်သက်တာတွေအတွက်ကျွန်တော်ရဲ့အကောင့်လေးကို follow ပေးထားခဲ့ပါအောင်ကျွန်တော်တို့ဘူးတရရမြောက်ပြီးတော့ကိုစော်ထအောင်ပဲဖြစ်ပါတယ်မိတ်ဆွေတို့က TikTok အကောင့် YouTube channel Facebook page ဝယ်ယူကျွန်တော်ဆိုရင်ကျွန်တော်ရှိမှာလာရောက်ဝယ်ယူအားပေးလို့ရပါတယ်ကျွန်တော်ရှိမှာ service တွေလည်းလက်ခံနေပြီပဲဖြစ်ပါတယ်ဒီဖုန်းနံပါတ်ရဲ့ Viber ကိုဆက်သွယ်အသေးစိတ်မေးမြန်းလို့ရတယ်လို့ဒီ Telegram user name ကိုလာရောက်လည်းဆက်သွယ်မေးမြန်းလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ